introvert designer တွေအတွက်မျက်နှာမပြဘဲနဲ့ branding တည်ဆောက်နေမင်္ဂလာပါကျွန်တော် quiz ပါခင်ဗျားက designer တယောက်ဖြစ်ပေမဲ့ကင်မရာရှေ့ထွက်ပြီးစကားပြောရမှာကြောက်နေတယ်ဒါမှမဟုတ်ရှက်နေတယ်စိတ်မပူပါနဲ့2026မှာ branding ဆိုတာကခုံပြနေမှာစကားတွေအများကြီးပြောနေမှာမဟုတ်ပါဘူး introvert တယောက်အနေနဲ့ AECC နေရင်းနဲ့မှာ professional တယောက်အဖြစ်လူတီများလာစေမဲ့နီလန်3ခုကိုဒီဗီဒီယိုမှာကျွန်တော်ပြောပြပေးသွားပါမယ်မျက်နှာမပြဘဲယုံကြည်မှုတည်ဆောက်နည်း3မျိုးပေါ့နံပါတ်1အလုပ်ကိုပဲစကားပြောခိုင်းပါမျက်နှာပြရမှာကြောက်ရင်ကိုယ့်ရဲ့လက်ကိုပဲပြပါဒီဇိုင်းဆွဲနေတဲ့ screen record လေးတွေ sketch ဆွဲနေတဲ့လှုပ်ရှားမှုလေးတွေကိုတေးဂီတာငိမ့်ငိမ့်လေးတွေနဲ့တွဲပြီးတော့တင်ပေးပါလူတွေကခမည်းမျက်နှာထက်ခမည်းရဲ့အာယုံစိုက်မှုနဲ့ဖန်တီးမှုကိုမြင်သွားတဲ့အခါခမည်းကိုပို့ပြီးလေးစားလာပါလိမ့်မယ်နံပါတ်2စာနဲ့ရင်ဖွင့်ပါစကားပြောရတာခရင်စာရေးပါဒီဇိုင်းတစ်ခုရဲ့နောက်ွယ်ကအတွေးခေါ်တွေကိုစာသားအရှည်တွေနဲ့တေချာရှင်းပြပေးပါခင်ဗျားဘလောက်လေးလေးနက်နက်စဉ်းစားတယ်လဲဆိုတာကိုလူတွေကစာဖတ်ရင်းနဲ့သိသွားပါလိမ့်မယ် introvert တယောက်ရဲ့အားသာချက်ကအတွေးနဲ့တာပါအဲ့ဒီအတွေးတွေကိုစာအဖြစ်ပြောင်းလဲလိုက်ပါနံပါတ်3အနေနဲ့ကတော့ယာလက်တွေကိုတက်တည်ပြပါကိုယ့်အကြောင်းကိုပြောမဲ့စာခမရကြောင့် client တွေဘလို့အဆင်ပြေသွားတယ်ဆိုတဲ့ယာလက်တွေကိုပဲပုံမှန်တင်ပေးပါ client တွေရဲ့ review စာတို့လေးတွေကိုဆွဲပေးလိုက်လို့သူတို့ဆိုင်ပါဆိုင်ပုတ်လှလှလေးတွေဖြစ်သွားတဲ့ပုံလေးတွေကခမရအတွက်အားအကောင်းဆုံးကြော်ညာတွေပါပဲ branding ဆိုတာတရက်ထဲနဲ့ဖြစ်လာတာမဟုတ်ပါဘူးခမရကကင်မရာရှေ့မှာအော်မရောင်းခြင်းမှုဆိုရင်ခမရရဲ့အလုပ်တွေကိုတစ်ပတ်မှာအနည်းဆုံး3ချိန်ပုံမှန်လေးတင်ပေးဖို့လိုပါလိမ့်မယ်လူတွေရဲ့မျက်စိထဲမှာခမည်းဟာအလုပ်ကိုဒီဇိုင်းမမတ်လုပ်နေတဲ့သူတို့မြင်သွားပြီဆိုရင်အလုပ်အပ်ဖို့အတွက်ခမည်းစီကိုသူတို့ဘာသာသူတို့လာပါလိမ့်မယ်အနည်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်ကဘာမှာအောင်မြင်ဆုံးဒီဇိုင်နာအများစုဟာ introvert တွေပါပဲခမည်းရဲ့တိတ်ဆိတ်မှုကခမည်းရဲ့အားနည်းချက်မဟုတ်ဘဲနဲ့ခမည်းရဲ့အားသာချက်ဖြစ်ပါတယ်ခမည်းတို့ရော social media ပေါ်မှာကိုကြော်ညာရတာအခက်အခဲတွေ့နေလားဘာကိုအကြောက်ဆုံးလဲဆိုတာ comment မှာပြောပြခဲ့ပေးပါကျွန်တော်ကြံပေးပါမယ်နောက်ဗီဒီယိုမှာတော့ဒီဇိုင်နာတွေအတွက်အချိန်ကုန်သက်သာစေမယ့် workflow hack အကြောင်းပြောပြပေးပါမယ် see you